ပြောစရာတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောတာနဲ့လည်းပြည့်စုံမယ်မထင်ပါဘူးအဲ့တော့ကျွန်တော်ပြောပြီးတဲ့အခါမှာမေးခွန်းများမေးစရာအသီးသီးပေါ်လာနိုင်ပါတယ်အဲ့တော့ကြံတဲ့ကိုလက်လူတွေဖြည့်ပြီးမေးပေးပါလို့ပြောချင်ပါတယ်အဲ့လိုမေးနေလဲကျွန်တော်ဖြည့်သွားပါမယ်အချင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်လည်းပညာရေးလောကသားတဦးဖြစ်တဲ့အတွက်ကြောင့်အလုံးမတန်မှကျွန်တော်စိတ်ဝင်စားပါတယ်အထူးသဖြင့်ကျွန်တော်အခုချိန်မှာအဝေးရောက်သွားတဲ့ခါမှာနာကြီးစွာခံစားရတာတော့ကျွန်တော်သင်ကြားခဲ့တာကကျွန်တော်လည်းတစ်ချိန်တော့စာတော်ခဲ့တဲ့လူတယောက်ဆိုတော့စာတော်တဲ့ကျောင်းသားတွေကိုပဲဦးစားပေးပြီးသင်ခဲ့တာပေါ့ဒါပေမဲ့တကယ်အဖြစ်မှန်ကကျွန်တော်သင်ပေးခဲ့တဲ့ကျောင်းသားတွေကရာခိုင်နှုန်းနည်းနည်းကလေးပဲဝဲရတယ်ပဲဆိုကြတော့ပါမောက္ခဖြစ်တယ်ပဲဆိုကြတော့ရှိပါတယ်ဒါပေမဲ့အလိုက်စင်တော့မိဘများကကျွန်တော်ကိုယုံကြည်လို့အလိုက်တာပါကျွန်တော်စာသင်ခန်းနဲ့ရောက်လာတဲ့တပည့်တွေအားလုံးကကျွန်တော်တပည့်တွေပါပြန်ကြည့်လိုက်တော့ကျွန်တော်က focus ခေါ်မှာပေါ့လေကျွန်တော်အာယုံစိုက်ပြီးသင်ကြားတာကစာတော်တဲ့ကျောင်းသားကိုအာယုံစိုက်ပြီးသင်ကြားတော့ကျန်တဲ့ကျောင်းသားတွေအတွက်ကျွန်တော်တာဝန်မဲ့ခဲ့ပါတယ်ဒါကျွန်တော်အခုမကြခင်လဲကျွန်တော်အဲ့ဓာတွေနဲ့ပတ်သက်ပြီးတော့ဒါဆိုကြပါစို့ကျွန်တော်ဘယ်လိုခေါ်မလဲကျွန်တော်ပေါ့လေအခုခံစားတာပြောရင်ကျွန်တော်မကြခင်ပေါ့လေတည်သွားခဲ့တော့ပေါ့ကျွန်တော်ပြောချင်တဲ့စကားတောင်းပန်ညင်ခဲ့တဲ့စကားကအဲ့ဒါပါပဲအဲ့ဒါကြောင့်ကျွန်တော်95ရာခိုင်နှုန်းတော့ဒါမှမဟုတ်စာညံ့တဲ့ကလေးတွေအတွက်တာဝန်မကြည့်ခဲ့လို့အခုလိုဆရာတော်တို့လိုကျွန်တော်တဲ့ဟုတ်လားပို့ပြီးလုံနိုင်တာကိုသွားတွေ့ရတဲ့အခါမှာကျွန်တော်အတိတရားတော်တော်နှိမ်ကြပါလားငါတဲ့အသုံးမကျတဲ့ကောင်ပါလားခံစားရပြီးတော့ဆရာတော်တို့လုံနေတဲ့လုပ်ငန်းကိုတိတ်မွန်မြတ်လွန်းလို့ကျွန်တော်မျက်ရည်လဲရွက်ပေါ့လေအဝေးမှာရောက်တဲ့ကပိုခံစားရပြီးတော့အခုလိုစာသင်ခန်းထဲမှာရောက်လာတယ်ကြောင်းပြီးအောင်လဲနေချင်မှနေနိုင်မယ်10တန်းလဲရောက်ချင်မှရောက်မယ်ထွက်သွားမယ်အရက်ထဲရောက်သွားမယ်အဲ့ဒီကလေးတွေအတွက်တာဝန်ကြီးစွာဆောင်ရွက်နေတဲ့ဆရာတော်တို့ကိုဂုဏ်ပြုခြင်းတဲ့စိတ်ကနံပါတ်1ဖြစ်ပါတယ်နောက်တကအဲ့လိုပဲဆက်ဆက်မိပြီးတော့ဒီတဲပြက်ကြီးပုံကနေတစ်ဆင့်စင်ကာပူမှာရှိရဲ့ကျောင်းသူကျောင်းသားတွေအားလုံးစုစည်းမိတဲ့အခါမှာဒီကျောင်းအတွက်တစ်ခုခုလုပ်ပေးခြင်းပါတယ်အဆောင်ဦးကြီးပေါ့လေစပြင်လှူခြင်းပါတယ်တန်းခြင်းပါတယ်ဖြစ်လာပါတယ်အဲ့ဒီမှာကျွန်တော်ကပဲပြောလိုက်ပါတယ်ဒါကျွန်တော်ပြောတဲ့စကားပါအဆောင်ဦးတွေဘလောက်ပဲကောင်းကွာခန်းခန်းနာနာကြီးတွေဘလောက်ပဲဖွင့်အရေးကြီးတာကဒီအဆောင်ဦးထဲမှာရှိတဲ့လူတွေနဲ့ဆရာတွေအပေါ်မှာတာဝန်ကြီးတာပိုကောင်းပါတယ်အဲ့ဒီလိုပြောပါတယ်အဲ့လိုပြောတော့သူတို့ကျွန်တော်ပြောတဲ့စကားကိုနားမလဲပါဘူးကျွန်တော်ကသာဆရာတယောက်ဖြစ်တဲ့တွေ့ကျွန်တော်နားလဲစွာနဲ့ပြောမယ်သူတို့ကနားမလဲပါဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့ဆန္ဒကဘယ်လိုဖြစ်လာသလဲဆိုတော့ဒီဟာဒီကျွန်တော်ရဲ့ဆန္ဒဒီကလေးတွေကတော့ဘာပဲပြောကျွန်တော်တို့လူကျင်တဲ့ဆရာကြီးရဲ့ကြည့်လုပ်ပေးပါဒီကလူတွေကဘာလို့တလဲကျွန်တော်တို့မသိဘူးကြည့်ဆောင်ရွက်ပြပါဆိုလာလဲလာပါတယ်ကျွန်တော်အရင်လဲ2ယောက်3ယောက်လောက်လဲဒီလိုပဲစုံစမ်းနေကြတာဖြစ်ပါတယ်စုံစမ်းလိုက်တဲ့အခါမှာလဲကျွန်တော်ကအခုလိုပြည့်စုံတဲ့ဆန္ဒခံယူမှုနဲ့ပြည့်စုံတဲ့စစ်တမ်းကောက်ယူမှုမဖြစ်နိုင်ဘူးလို့ကျွန်တော်သိထားတဲ့အတွက်ဒါဟာကျွန်တော်စစ်တမ်းကောက်တယ်ခေါ်ပါတယ်စစ်တမ်းဆိုတာမြည်သူမဆိုပေးလို့ရပါတယ်မြည်သူမဆိုကဒီเจ้าပေါ်စိတ်ဝင်စားတဲ့သူတိုင်းစေတနာရှိတဲ့သူတိုင်းပေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေမှာကစစ်တမ်းဆိုတာတခါမှမကြားဘူးတော့ကြာဒါပါလဲဆိုတော့မိကွန်လဲပေါ်ပေါက်လာနိုင်ပါတယ်တကယ်တော့အောက်မှာမပေးလို့လဲမပေးပဲနေလို့ရပါတယ်ပေးခြင်းလဲပေးလို့ရပါတယ်အမည်အနေနဲ့လဲမဖော်ပြခြင်းလဲမဖော်ပြပဲနေလို့ရပါတယ်သို့တော့ကျွန်တော်ကအမည်အနေနဲ့ဖော်ပြစီခြင်းပါတယ်လို့ပြောရတာဒီအမည်တွေဒီလူတွေမယုံရင်သွားစုံစမ်းပါတကယ်ရှိတဲ့လူတွေပါလို့သက်သေပြခြင်းတဲ့အတွက်ကြောင့်ကျွန်တော်နည်းနည်းလေးပို့ဖြည့်ပြီးတော့အမည်ဟုတ်လားနေရလိမ့်စာအလုပ်ကိုင်းနာမည်တွေများမရှိမမအောင်ပေါ့အခြားနည်းတွေနဲ့ကျွန်တော်ယူပါတယ်ဘာဖြစ်လို့လဲတစ်ချိန်ကျတော့ဥအောင်ရှင်ဆိုတဲ့ကောင်ကကွာလူမရှိတဲ့သူတွေကိုသူ့ဟာသူမဲဆန္ဒစရင်ပြပြီးတော့မဲလိန်တဲ့လူကြီးပါလို့ကျွန်တော်အဖြစ်မခံနိုင်လို့ဒါကိုသက်သေနဲ့ယူထားမှာပါယူထားပြီးတော့ကျွန်တော်စီတော့အကြံပြုတဲ့သူတွေအားလုံးလူတရားရှိရင်ရှိပါတယ်လူနေရာရှိရင်ရှိပါတယ်ကျွန်တော်ပွားထားတဲ့သူကတော့တယောက်မှမရှိပါဘူးလို့သက်သေပြဖို့အတွက်ယူထားပြီးတော့နမကကြီးပေါ့လေအစာဦးကိုလိုတဲ့သူကတော့ဘယ်နှဦးရှိပါတယ်နမခခွေးဆရာတွေကိုပံ့ပိုးခြင်းတဲ့သူကတော့ဘယ်နှယောက်ရှိပါတယ်စပြီးကာကြီးခါဝေခန်းငယ်တာတင်းလင်းချက်10ချက်ရှိပါတယ်အဲ့ဒီ10ချက်ပေါ်မှာ
အားလုံးရဲ့လူလားချက်တွေက10မျိုး10အုပ်စုကွဲနိုင်ပါတယ်အဲ့တော့10မျိုး10အုပ်စုကိုအားလုံးဒီကနေပြီးတပြုံကြီးပြောရင်လေဘယ်လိုမှဟိုမှာအတန်ဖိုင်ကြီးရဲ့ကျွန်တော်ပို့ပေးလိုက်တဲ့အခါသူတို့လည်းညီးငွေပြီးဆုံးအောင်နားထောင်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကြည်လစ်စိန်သောငါအဲ့တော့10မျိုး10အုပ်စုကိုကျွန်တော်တို့အခုဒီအစီအစဉ်ပြတာနဲ့10စုခွဲပါမယ်ကာကြီးကြိုက်တဲ့သူကကာကြီးအုပ်စုမှာဆွေးနွေးကြပါခါခွေးကြိုက်တဲ့သူကခါခွေးအုပ်စုမှာဆွေးနွေးကြပါဂငယ်ကာကြီးငှဆိုင်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဆွေးနွေးကြပါအချိန်တစ်ခုပေးပါမယ်ပြီးလို့ရှိရင်အဲ့ဒီကသဘောထားတွေညှိနှိုင်းပြီးတော့ကာကြီးအုပ်စုတွေကတယောက်ခါခွေးအုပ်စုတွေတယောက်အချင်းချုပ်ပြီးတော့ကျွန်တော်တို့ကတော့ဘာကြောင့်ဒီကြောင်းအတွက်လိုအပ်တယ်လိုအပ်တာတွေတော့အများကြီးပေါ့လေဒီချက်ကတော့အဓိကစရမယ်လို့ထင်ပါတယ်ဆိုတာလေးပေါ့လေအတန်လေးကိုစားပြုပြီးပြောကြပြပါကျွန်တော်တို့အတန်လေးတွေဖမ်းပြီးတော့အဲ့ဒါရုပ်တံမှတ်တမ်းလေးတင်ပြီးတော့ကျွန်တော်တက်တေကအနေနဲ့စင်ကာပူပို့ပေးပါမယ်ဒါမှမဟုတ်ရှင်ကျွန်တော်လှုပ်ချင်ရလှုပ်သွားတယ်ဆိုတာဖြစ်မှာစိုးလို့ပါနောက်ပြီးတော့ဒုတိယကျွန်တော်ကြီးညာပါမယ်ကျွန်တော်ဟာအဲ့ဒီအဖွဲ့လေးပေါ့လေစုစုစည်းစည်းနဲ့ပေါ်ဆိုကျွန်တော်ပါဝင်ပတ်သက်တော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အကြောင်းနဲ့ကျွန်တော်ပါရင်မဖြစ်မှာစိုးလို့ပါအဲ့ဒါကြောင့်လဲကြိုတင်ပြီးကျွန်တော်တောင်းပန်ထားပါတယ်ကျွန်တော်ကတော့အဲ့ဒီအချိန်မှာအဲ့ဒီအဖွဲ့ပေါ်ပြီးကျွန်တော်နဲ့အဲ့ဒီအဖွဲ့အစည်းနဲ့ဘယ်လိုမှမသက်ဆိုင်တော့ပါဘူးလို့ပြောချင်ပါတယ်အဲနံပါတ်3ကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တို့နေဟာတော်တော်နောက်ကျကြံခဲ့ပါတယ်ပြောရရင်2008ခုနှစ်ကအခြားသောနေတွေမှာသက်ဆိုင်ရာ NGO လို့ခေါ်တဲ့အလှူရှင်တွေကျွန်တော်တို့နားလည်တဲ့အလှူရှင်တွေဆိုတာကရက်ွက်ထဲမှာဖလားလေးနဲ့ခံမယ်ကိုမျိုးကိုရောက်ကိုပြန်ပြီးအလှူခံပါတယ်ဒါဟုတ်ရှင်လည်းအဝေးရောက်နေတဲ့ကိုနေသားကိုပဲအခြေခံပါတယ်ဒါဟုတ်ရှင်စင်ကာပူရောက်နေတဲ့ရုရှားရောက်နေတဲ့ကိုနေသားကိုပဲအခြေခံပါတယ်ဒီနေ့အဲ့ဒီခေတ်မဟုတ်တော့ပါဘူးတကယ်ကိုသူတို့ကကျွန်တော်တို့ရရွာအကျိုးပြုလုပ်ငန်းကိုတကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေရှိတယ်ဆိုရင်သူတို့ကလာပါတယ်အခုကျွန်တော်တို့ရေရရှိရေးဆိုလို့ရှိရင်ကျွန်တော်တို့ရှင်မလောင်ဒေသမှာဒါရှင်မလောင်ဆရာတော်ကြီးသိပါတယ်ဒါဦးသန်းစုလို့လည်းတစုံတရာသိပါတယ်ဒီကရေသွားလူတဲ့ကိုကျော်လင်းတို့လည်းသိပါတယ်အဲ့ဒီအဖြစ်အပျက်တွေအားလုံးကကျွန်တော်တို့အခုခေတ်ပေါ်နေတဲ့ internet ဆိုတဲ့နည်းပညာနဲ့ကျွန်တော်တို့ website ကနေပြီးတော့လွှဲပြီးတော့អော်လိုက်တဲ့အခါမှာအခုအလူရှင်တွေရောက်လာပါတယ်ကြည်ပါတယ်ပြောတိုင်းလည်းမယုံပါဘူးသူတို့နီးသူတို့ကလည်းစူးစမ်းပါတယ်ပြီးလို့ရှိရင်အခုအလူငွေတွေရတဲ့နေရာလဲရနေပါပြီဒါပေမဲ့အဲ့ဒီလိုရခြင်းဒီကျွန်တော်နဲ့မဆိုင်ပါကျွန်တော်ကတော့မီလို့អော်ရုံပဲអော်တာပါမီးလန့်တာပဲဖြစ်ပါတယ်တကယ်မီးငိမ့်တာနဲ့မီးတက်တာကအဲ့ဒီကကျွန်တော်တို့အဖွဲ့အစည်းတစ်ခု IDE လို့ခေါ်ပါတယ် Maureen အောင်တင်တို့အဖွဲ့ပါသူတို့ကနေပြီးတော့လာပြီးတော့ဒေါက်တာခင်စော်ဝင်းတို့အခုဦးသက်နိုင်တို့ပေါ့လေဒါတွေကတော့ဒါဗမာဝန်ထမ်းတွေပေါ့သူတို့လာကြည့်ပြီးသူတို့ကသူတို့လောက်တာဖြစ်ပါတယ်တကယ်ချပြီးတဲ့ကကျွန်တော်သိတောင်မသိလိုက်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့အလုပ်ဒီမီးလန့်တဲ့လူတယောက်လိုပါပဲတာညောင်းခောက်တဲ့လူတော့ဒီနေရာမှာတော့လှူတဲ့အလှူပေးတဲ့လူတွေရှိပါတယ်အကျိုးပြုလုပ်ငန်းတွေဒီလိုလုပ်နေတာတွေရှိပါတယ်ကျွန်တော်ဒီလောက်ပဲလုပ်တာပါကျွန်တော်ဒါပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရလာတဲ့ရံပုံငွေကိုလည်းကျွန်တော်တပြားတစ်ချက်မှထိမှတုံမှမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအခုအသက်ကြီးလာကအလွန်မှကြောက်ကြလာပါတယ်ကျွန်တော်တို့ခေတ်စကားရှိပါတယ်ကြောင်းတဲ့ရောက်မှလည်းကြောက်ပါတယ်မြောင်းတဲ့ရောက်မှလည်းကြောက်ပါတယ်တဲ့ကြောင်းဆိုတာတော့အုံနံကြီးအလုံးနဲ့ပေါ့အတင်းစာတင်ပေးတဲ့နေရာပေါ့မြောင်းဆိုတာတော့ရွှွန့်နေပြီလို့အနာလူပြောင်းမှကျွန်တော်အခေါ်ပြောမလုပ်ချင်တဲ့နာမည်ပြည့်နီးပေါ့အဲ့ဒါပါပဲကျွန်တော်ကချုပ်ပြောကျွန်တော်ဒီလောက်ပါပဲအဲ့ဒါကြောင့်ဒီနေ့မျက်စိလဲသွားပါမယ်မဲ့နဲ့ကွာလှူမဲ့သူတွေကစင်ကာပူကလူတွေမို့လားဘယ်နဲ့ကြောင့်ဒီအဖွဲ့အစည်းတွေကဒီမှာလာပြီးကတ်တာလဲအဲ့ဒါတွေက2008ခုနှစ်ကဒါဗမာပြည်တစ်ပြည်လုံးကိုစပြီးပေးနေတော့ယေရှုမှာအောင်မြင်စွာရခဲ့မှုတဲ့အဖွဲ့ဦးသန်းဆွေတို့ရှိပါတယ်ဦးသန်းဆွေတစ်ချိန်ကြရင်သူတက်ဒီကအနေနဲ့သူကိုယ်တိုင်လည်းပြောပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့မျိုးကကန်ဆိုးလေတော့ရပြင်ရတော့ညာလဲသက်ဆိုင်ရာအာဏာပိုင်တို့ရဲ့သဘောထားမရှင်းမှုကြောင့်အချောင်းအစ်စ်ပါရမီရှင်မှာအစ်စ်ပါသွားပါတယ်ရပြီးသားမှတ်ပုံနေပြုတ်ခဲ့ပါတယ်ရပြီးသားအလူငွေတွေပြန်အပ်လိုက်ရပါတယ်မသုံးလိုက်ရပါဘူးဒါကြောင့်ကျွန်တော်မပါခြင်းကအကြောင်းအချက်တစ်ခုကလည်းအဲ့ဒါဖြစ်ပါတယ်အဲ့တော့ကိုယ့်ဟာကိုယ်လုပ်ကြပါဖွဲ့စည်းကြပါအဲ့ဒီအခွင့်အရေးတွေရှိနေပါတယ်ပုံမှန်လဲကျွန်တော်ကတ်ထားပါတယ်နောက်ပြီးတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေးဝေပြီးတော့မိတ္တူတွေအားလုံးလည်းထားခဲ့ပါမယ်ဘယ်သူကိုထားခဲ့ရမယ်ဆိုတာတော့ကျွန်တော်လည်းမသိသေးဘူးလောလောဆယ်တော့ကျွန်တော်ဒီမှာအများကြီးရှိပါတယ်အဲ့မိတ္တူတွေ3,900အထိဟောဒီကျောင်းတစ်ကျောင်းဟာဆောက်လို့ရှိရင်ရနိုင်တဲ့အခွင့်အရေးရှိပါတယ်ဦးတန်းဆိုလို့ဆို380ပါ350ကတော့အခုလောလောဆယ်ရနေတဲ့အဖွဲ့တွေပါအဲ့တော့ကျွန်တော်တို့မြို့ကအလွန်မတန်မှမျက်စိတငယ်နားတငယ်နဲ့
အချက်လက်လည်းမသိတဲ့အပြင်လှုပ်ပေးတဲ့သူကိုလည်းအထင်မှားတတ်ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့အရာတွေအားလုံးကြော်လွန်ပြီးတော့ဖြစ်လာပါစီလို့ကျွန်တော်တော့အဝေးကပဲဆူတောင်းနေရမှာပါအခုကျွန်တော်ဟောဒီကစင်ကူကဟောဒီမှာစေတနာရှင်အလူရှင်ကိုရဲနဲ့လောက်ပါထားပါကိုရဲဟောဒီကဆရာဦးမြင့်မောင်ရဲ့ကျွန်တော်တို့ကိုကြီးဦးမြင့်မောင်ရဲ့သမီးပေါ့လေဒေါခင်ငါစောနှင်းဝေပေါ့လေဒါနေပြီးတော့စင်ကူမှာသူတို့ဘယ်လိုပိုက်ဆံပေါ့လေစုဆောင်းပြီးတော့အစည်းအဝေးဆုံးဖြတ်ချက်ဘယ်လိုရှင်းကြတာအချင်းချင်းပြောပြပါမယ်ခင်ဗျအဲ့ဒါပြီးလို့ရှိရင်မေးခွန်းများမေးစရာရှိရင်ကျွန်တော်ကဖြေပါမယ်ကျွန်တော်ပြောတာမပြည့်စုံနိုင်ပါဘူးသိကျင်တာတွေလည်းများမှာပါမေးရင်ဖြေပါမယ်မမေးရင်အစီအစဉ်နံပါတ်4ကို5ကိုတော့ပါမယ်အဲ့လို
ကြောင့်မလို့ဦးစင်းယခုပြောခဲ့တဲ့စကားလုံးတွေထဲမှာပြန်လည်ပြီးအနည်းချုပ်လို့ရှိရင်သမိုင်းကြောင်းနဲ့တကောကယခုလက်ရှိအခြေအနေကိုတင်ပြပြီးဆုံးခြင်းအခမ်းကဏ္ဍဖြစ်ပါတယ်အစီအစဉ်နံပါတ်4ရစင်ကာပူရောက်ရေစုံနယ်ဘွားမိသားစုဖွဲ့ရဲ့ကိုစားသူဟန်ရှင်ဝင်းမှာဒီရကျန်းတဲ့လုံငန်းရှင်များရှင်းလင်းတင်ပြပေးပါရပန်ကြားပါတယ်
ဒီလိုပြောပါခဲ့ဒါအစီအစဉ်ဆုံးမြတ်ရဒီမှာအဲ့ဒါအကြံပြုကြလေဒီမှာဟိုဟာလေကိုကြီးကိုမြင့်မောင်လေမော်တော်ဒီဘက်ကိုရဒီဘက်ဒီမှာဒီနေတိမ်ဝေးနေတယ်သူเจ้าလဲကျွန်တော်တော်တော်စိတ်ဝင်စားစွာပြောပါကိုကျော်စင်ဦးတို့ကျူရှင်နေမှာတော်တော်များများသူ့ကဲ့သို့အခွင့်အရေးရနိုင်တယ်ဆိုတော့ကျွန်တော်ရေစီယိုမြို့မှာကြော်ညာတွေအများကြီးဝေခဲ့မှုပါတယ်တရားအောင်မှအဲ့ဒီအခွင့်အရေးမြူကြပါဦးဆရာဝန်ဖြစ်ဖို့သာကြိုးစားကြပြီးသူနာပြုဘာလို့လုပ်မှလဲဆိုတဲ့အတွေးခေါ်တယ်ကျွန်တော်ခေါင်းထဲမှာအများကြီးရှိပါတယ်ကျွန်တော်ကြော်ညာတာမဟုတ်ပါဘူးသူဟာဆိုလို့ရှိရင်စင်ကာပူသွားရင်ပြန်ရင်သွားလေလက်မှအပြန်လေရင်လက်မှရတဲ့အပြင်ကျောင်းလာကတပြားမှပေးစရာမရှိတဲ့အပြင်လာစဉ်စင်ကူငွေ800ဗမာငွေ9သိန်းနီးပါးလာစာပေးတာအဲ့ဒီလိုအခွင့်အလားမျိုးတာကျွန်တော်တို့ရေစီယိုကကျွန်တော်ကြော်ညာခဲ့တာတက်တဲ့ထင်ရှားကိုကျော်စင်ဦးရှိပါတယ်ကျူရှင်တွေအများပြားကိုပြောခဲ့ဘာလို့မယူကြတာလဲဘာလို့ဆရာဝန်ဖြစ်ချင်ကြတာလဲစဉ်းစားပါဆရာဝန်ဖြစ်ချင်လည်းဖြစ်ကြပါဆက်ပါလာကြော်ညာများတော့လို့တကယ်ဒီအစည်းအဝေးလေးပေါ့နော်တကယ်အမှန်တိုင်းပြောရင်တနည်းဒီအကြောင်းတွေလုံးဝမသိပါဘူးဒါပေမဲ့တနည်းကျတော့ကိုတန်းနိုင်ဝင်းလို့ခေါ်တာပေါ့သူရဲ့နောက်ထပ်အမ2ယောက်ရဲ့မအီမိုချိုအပေါင်းအမ2ယောက်ရဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့အလူငွေထည့်ကျင်နေဆိုတဲ့အကြောင်းလေးကိုမေးတစ်ခုပို့ပါတယ်ဒါပေမဲ့ညီမနဲ့သူတို့နဲ့ contact မရှိတဲ့အတွက်ကြောင့်မလို့ညီမဒီကြောင်းနေမသိဘူးအဲ့ဒီအချိန်မှာဖြစ်ရှင်တော့ဆရာဦးဟန်ရှင်ဝင်းကလည်းစင်ကာပူရောက်လာတဲ့အချိန်ဆရာဒီလိုမျိုးပရာဟိတလုပ်ငန်းတွေမှာအရင်စိတ်ဝင်စားတဲ့ဒီဖြစ်တဲ့အကြောင်းလို့အကုန်လုံးကိုသူ contact ရအောင်လို့သူပဲကူညီဆောင်ရွက်ပေးခဲ့တယ်အကုန်လုံးကိုရေစောလူသူတည်တဲ့များလူအားလုံးကိုမေးနေတဲ့အတူဒီတနေ့မှာအစည်းအဝေးလုပ်ချင်တယ်ဆိုတဲ့အကြောင်းကိုမေးလက်ခံရရှိရပေါ့ဆရာကြောင့်မရရှိခဲ့တာပါနောက်အဲ့ဒီဟိုဟာလေးကိုဒီ meeting လေးကိုသူတို့လည်းလုပ်ရှိခဲ့ပဲဒါပေမဲ့အကြောင်းကြောင့်တမီးကတော့မတက်နိုင်ခဲ့ဘူးနောက်ဆုံးပိတ်မရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အတူချုပ်လေးအနေနဲ့ကတော့ဒီမိဘမဲ့ကလေးတွေအကုန်လုံးကိုပေါ့တက်နိုင်သမျှစင်ကာပူရောက်တဲ့မိသားစုအနေနဲ့ပေါ့တက်နိုင်သမျှထောက်ပံ့ပေးခြင်းနဲ့ဆိုတဲ့အကြောင်းလေးကိုတီးခဲ့ရပါတယ်နောက်တစ်ချိန်ဒီမှာလည်းအဲ့လိုပေါ့အဓိကတော့တမီးတို့လုပ်နိုင်တာတော့ငွေပဲထောက်ပံ့နိုင်တာပေါ့ဒါပေမဲ့အရာအလုံးကိုတော့တမီးတို့လုပ်မပေးနိုင်ဘူးလေဒီငွေလည်းဘယ်လောက်ထောက်ပံ့နိုင်လဲဘယ်နေရာတွေမှာလိုတယ်ဆိုတာတော့ဒီနိုင်ငံဒီမှာရှိနေတဲ့သူတွေထက်တမီးတို့ပုံမသိနိုင်ဘူးလေအဲ့တော့ဒီမှာပြန်လာတဲ့အမတွေလည်းစုံစမ်းကြတယ်ဒါပေမဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ဆိုတာအခုချိန်ဒီမချနိုင်သေးပါဘူးဒါပေမဲ့ဒီအချိန်တွေအတွင်းမှာလုပ်ပေးနိုင်တာကတော့တလကိုဘလောက်ဆိုပြီးတော့တတ်မှတ်ပြီးတော့တမီးတို့တွေစုထားကြတာတွေရှိတယ်ဒါပေမဲ့ဒီဟာလည်းကိုရောက်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီလောက်မဖြစ်မနေထည့်ရပါမဲဆိုတဲ့အကြောင်းတော့မဟုတ်ဘူးပေါ့တတ်နိုင်တဲ့လောက်ကလေးကိုစေတနာရှိလောက်လေးလစဉ်ကြီးလေးအနေနဲ့တမျိုးတွေဟိုမှာစုဆောင်းထားတဲ့ငွေလေးတွေရှိပါတယ်အဲ့တော့ဒီဟာလေးကိုဘယ်နေရာမှာအသုံးတဲတဲ့နေရာလေးမှာလှူခြင်းတယ်ဒါပေမဲ့ဘယ်နေရာမှာလဲဆိုတာတမျိုးတို့ဖွဲ့နေလည်းမသိသေးဘူးဒါလေးကိုအခုနေတိသွားအောင်လို့လဲဆရာခေါ်ပြီးတော့အခုလိုမီတင်လေးခေါ်လိုက်တာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပါပဲဟုတ်တော်တော်များများတော့ရေစကြိုရောက်တဲ့သူတော်တော်များများတမီးမသိတာတွေအများကြီးပဲဒါပေမဲ့လူကြီးတွေအနေနဲ့အကုန်လုံးစုစည်းပြီးဒီဟာလေးဖြစ်မြောက်အောင်လူကြီးတွေလည်းပါလာတယ်အစပိုင်းတော့လူငယ်တွေပဲစားခဲ့တာတရားလေးကိုနောက်ပိုင်းကျလူကြီးတွေရောပါလာတဲ့ကြောင့်မလို့စိတ်မဝင်စားတဲ့သူတောင်စိတ်ဝင်စားခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်အဲ့ထက်မှာတမီးလည်းပါတယ်ရေစကြိုကလုပ်ငန်းတွေတော်တော်များများကိုစိတ်ဝင်စားတဲ့အထက်မှာစောနှင်းဝေလည်းပါခဲ့ပါတယ်ဒါပေမဲ့ဆရာရဲ့အကူအညီနောက်လူကြီးတွေရဲ့အကူအညီကြောင့်မလို့အခုလိုမျိုးစိတ်ဝင်စားနဲ့လာရောက်ပြီးကြတော့အစည်းအဝေးလေးကိုလည်းပေါ့နော်နားထောင်ကြတဲ့ကြောင့်မလာရောက်ခဲ့တာဖြစ်ပါတယ်ဒီလိုပဲတမီးလိုပဲဒီကိုမရောက်နိုင်ပေမဲ့စင်ကာပူမှာစိတ်ဝင်စားနေတဲ့သူတွေလည်းရှိပါတယ်အဲ့တော့တမီးဆန္ဒအနေနဲ့ကတော့ဒီအစည်းအဝေးလည်းဖြစ်မြောက်တဲ့ဝမ်းလဲတာတယ်နောက်လိုအပ်ချက်လေးတွေကိုလည်းတမီးတို့အတိပေးပါဆိုတဲ့အကြောင်းလေးကိုတော့တမီးပြောကြားချင်ပါတယ်ရှင်ဟုတ်